နင်ကဘာတူလဲ ငါကတရေမ တရေမတွေထဲမှာနင်းရဲ့စံပင်မျက်နှာအသားရည်ကအညံ့ဆုံးအဆိုးဆုံးပဲခဏနေအောင်အခုလိုဖြစ်နေတဲ့စပင်မျက်နှာနဲ့အသားရည်ကိုအခြားတရေမတွေထက်လှကျင်လား လှကျင်တာပေါ့ အေးလှကျင်ရော့ဒါငါသုံးနေတဲ့ပြိုလေးမျိုးဆက် box set ကြီးကျေးဇူးတင်လိုက်တာကွီးရဲ့ကွီးကိုအရန်ချစ်သွားပြီကွီးနဲ့ပဲအတူတူနေတော့မယ် ဟာမနေဘူးကြောက်တယ် ပြိုမြင့်တဲ့တစ်စရာအရေးပြားရဲ့တဘာဝအစီတက်ကိုမခန်းချောက်စေပဲအညစ်အကြေးတွေကိုစီကျဲပေးပါတယ်။အရေးပြားအဆူတက်ကိုထိမ့်သိမ့်ပေးပြီးမျက်နှာအသားပတ်ခြင်းအသားချောက်ခြင်းတို့ကိုတက်တာစေပါတယ်။အမဲဆက်နဲ့အမာရွတ်တင်းတိတ်တွေကိုလည်းတက်တာစေတဲ့အပြင်အသားရည်ကြည်လင်ဝင်ပါလာစေပါတယ်ရှင်။ပြိုရဲ့ရှမ်ပူဟာဆိုရင်ပျက်စီးနေတဲ့စံသားတွေကိုပြုပြင်ပေးပြီးစံသားကြိုးကြည်ခြင်းကိုတက်တာစေရုံနဲ့မကပဲဘောင်များကိုလည်းတက်တာစေပါတယ်။စံသားကိုအစိုးရက်ဖြည့်ပေးပြီးနူးညံ့ပျော်ပြောင်းတောက်ပါစေပါတယ်။ဒါအပြင်သပင်ကျွတ်ခြင်းကိုတက်တာစေပြီးသပင်တစ်လေးတွေလည်းပြန်လည်ပေါက်စေပါတယ်ရှင်။ပြိုရဲ့ရေချိုးဆက်ပြဆိုရင်အသားရည်မငြိညာခြင်းကိုတက်တာစေပြီးပုံမကြည်လင်စုပြစေပါတယ်။အသားရည်ကို6ကပ်မသွားစေပဲအညစ်အကြေးများကိုတန့်စင်ပေးပါတယ်။ဒါအပြင်အသားရည်ပျက်စီးခြင်းကိုလည်းကာကွယ်ပေးပါတယ်ရှင်။ပြိုရဲ့ပေါ်ရည်လို့ရှိရင်ဆိုရင်အသားရည်ကိုရေဓာတ်ပြေးဝစေပြီးတော့အဆူတက်ကိုကြာရှည်စွာထိမ့်သိမ့်ပေးပါတယ်။အမာရွတ်နဲ့အမဲဆက်များကိုလည်းတက်တာစေပြီးတော့အသားရည်ကိုညီညာဝင်ပါစေပါတယ်ရှင်။ဒါတွေမကပဲအသားရည်ကိုတင်းရင်းစေပြီးအရေးအကြောင်းဖြစ်ခြင်းကိုလည်းရှော့ချပေးပါတယ်ရှင်။